အားနာတယ်ဒီစကလုံးလေးကကျွန်တော်တို့မြန်မာလူမျိုးတွေအတွက်တော့အရန်ကိုရင်းနှီးပြီးသားစကလုံးလေးပါဒါမဲ့တစ်ခါတလေစဉ်းစားမိရဲ့ဒီအားနာတဲ့စိတ်ကြောင့်ပဲကျွန်တော်တို့တွေဘလောက်တောင်ကိုပင်မအောင်ဒုက္ခမိပြီလဲဆိုတာကိုပါကျွန်တော်ကိုယ်တိုင်လည်းကြုံတွေ့ပူပါလိမ့်မယ်သူများတွေကျွန်တော်တို့အကူအညီတောင်းလာတဲ့အချိန်မှာသူများတွေကကိုစိတ်နှောက်ယှက်ဖြစ်သွားမှာကိုအမြင်ကတ်သွားမှာနောက်ဆိုရင်ကိုအဆက်အသွယ်မလုပ်တော့မှာဒီလိုမျိုးစိုးရိမ်နေစိတ်တွေနဲ့ကျွန်တော်တို့အမြဲတမ်းသူတို့အကူအညီတောင်းလာတဲ့ຢာတွေကိုပြရောပေးခဲ့ပူပါတယ်အဲ့တော့ကျွန်တော်တို့အလုပ်ငန်းခွင်တွေမှာရောတစ်ခါလေကြာရင်ကျွန်တော်တို့ရဲ့ဒီလောရမယ့် job scope တွေအပြင်ဖက်ကနေပြီးတော့အလုပ်တွေကိုအပိုခိုင်းလာတာမျိုးသို့မဟုတ်ကိုနားမယ့်အချိန်တွေမှာဒီ agent ဆိုတဲ့ကောင်းစဉ်အောက်ကနေပြီးတော့မှကျွန်တော်အလုပ်တွေခိုင်းလာတာမျိုးဒီလိုမျိုးတွေလုပ်ပြီးနဲ့ကျွန်တော်တို့ဟာတဖြည်းဖြည်းနဲ့ bond out ဖြစ်လာပါတယ်တနည်းအားဖြင့်တော့ကျွန်တော်တို့အလုပ်တွေပြီလာတယ်တကယ်တမ်းကိုအချိန်ပေးဖို့ကိုယ့်ရဲ့မိသားစုတွေအချိန်ပေးဖို့ကိုယ့်ရဲ့မိဖဆွေမျိုးတွေကိုအချိန်ပေးဖို့ဒီလိုမျိုးတန်ဖိုးကြီးရဲ့အချိန်တွေကိုပေးရဖို့အပိုင်းတွေကိုကျွန်တော်လေ့ဟင်းလာပါတယ်အားနာတဲ့စိတ်ဆိုတာတကယ်တော့ကိုယ့်ရဲ့ boundaries ကိုမကာကွယ်နိုင်ခြင်းရဲ့အားနည်းချက်တစ်ခုဖြစ်နေလို့ပါပဲသိပညာအရပြောရမယ်ဆိုရင်တော့ဒီလူတိုင်းကိုအားနာတဲ့စိတ်နဲ့အလိုလိုက်ပေးတဲ့စိတ်တနည်းအားဖြင့်တော့ people pleasing syndrome လို့ခေါ်တယ်အဲ့စိတ်ကကိုကသဘောကောင်းလို့ဖြစ်လာတာမဟုတ်ပါဘူးတကယ်တော့ဒါဟာကိုယုံကြည်မှုအားနေတာသူများတွေကိုညင်းပေသွားမှာကိုကြောက်တဲ့စိတ် fear of rejection ကြောင့်ဖြစ်လာတာလို့ဆိုပါတယ်တော့ငါကသူ့ကိုမကူညီလိုက်ရင်ငါကိုမခင်တော့ဘဲနေမလားငါညင်းလိုက်ရင်လုပ်ငန်းခွင်မှာပြဿနာတက်မလားဆိုရင်ကြောက်စိတ်တွေကကိုအမြဲနောက်ဆုတ်စေခဲ့တာပါဒါပေမဲ့တတိထားမဲ့အချက်တစ်ခုကတင်ကလူတိုင်းကိုစိတ်ချမ်းသာအောင်လုပ်ပေးလို့တင့်ကိုတင်လူကောင်းလို့ထင်ကောင်းထင်နိုင်ပါတယ်တကယ်တော့တင့်ကိုတင်အဆိုးဝါးဆုံးလေးလူရှုမိနေလူဆိုးတယောက်ဖြစ်လာတာပါပဲဒီလိုနဲ့အားနာပြီးတော့ဆက်သွားနေဘာတွေထပ်ပြီးဆုံးရှုံးရမလဲပထမဆုံးကတော့ကျွန်တော်တို့ရဲ့အချိန်နဲ့စွမ်းအင်ပါတင့်ရဲ့ရည်မှန်းချက်တွေတင့်ရဲ့မိသားစုအတွက်တောင်းရမယ့်အချိန်တွေကိုသူများရဲ့ပြဿနာတွေအတွက်ဖြေရှင်းပေးနေအလကားပေးလိုက်ရတာပါဒုတိယချက်ကတော့ကိုလေးစားမှု self respect ကျဆင်းလာတာပါတင်ကအမြဲကောင်းညှိနေတဲ့သူဖြစ်နေတဲ့အတွက်တချို့လူတွေကတင်ရဲ့အကူအညီကိုတန်ဖိုးမထားတော့ပါဘူးသူကတော့ခိုင်းရတာလွယ်ကူတယ်ပြောရတာလွယ်ပါတယ်ဆိုပြီးတော့အလွယ်တကူသဘောထားကြလာပါလိမ့်မယ်အဲ့ဒီလိုခံစားလာတဲ့အခါမှာကိုပြန်ပြီးတော့ဒေါသထွက်ရတယ်စိတ်ဖိစီးမှု stress တွေပိုများလာရတယ်အဲ့ဒါဆိုရင်ဒီလိုအားနာတဲ့တန်ရာတွေကကျွန်တော်တို့ဘယ်လိုရုံထွက်ကြမလဲအဖြေကတော့ရိုးရိုးလေးပါပဲကိုအားနာတဲ့ဖို့ကိုစပြီးတော့လေ့ကျင့်ရပါမယ်တယောက်ကကိုမလုံနိုင်တဲ့ကိစ္စတစ်ခုကိုလာတောင်းဆိုတဲ့အခါမှာကျွန်တော်ကတော့လုပ်ပေးချင်ပေမဲ့အခုချိန်မှာတော့အဆင်မပြေသေးဘူးဆိုပြီးတော့ကျွန်တော်တို့ရည်ရင်ကြီးနဲ့ပြပြတတ်တာညင်းတဲ့ဖို့ကိုကျွန်တော်လေ့ကျင့်ဖို့လိုပါတယ်ညင်းလိုက်တဲ့အတွက်ကိုစိတ်ဆိုးသွားမယ်ဆိုရင်လေသူကကိုခင်မင်လို့ပေါင်းနေတာမဟုတ်ပဲအတုံးချခြင်းလို့ပေါင်းနေတာမို့ဆုံးရှုံးသွားရင်လေဒီလိုမိတ်ဆွေအတွက်ကိုနှမျောစရာမရှိပါဘူးကဲဒါဆိုရင်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ကျွန်တော်တို့သူများကိုအားနာဖို့အတွက်ကိုယ့်ရဲ့စိတ်ချမ်းသာမှုကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်ကိုပို့ပြီးတော့အားနာတတ်ဖို့နားလေသဘောပေါက်သွားမယ်လို့ထင်ပါတယ်အဆုံးလေးကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်